ထိုတောအုပ်လောကရန်တရားဆိုတာရှစ်ပါးထဲမပေါ်တင်းနာကြီးကိုလောလောဆယ်တိုက်ဖို့မလို့တယောက်နဲ့တယောက်ညီဖို့မလို့မဒေါနာကိုကျွန်တော်ကြိုက်ဖို့မလို့အဲ့ဒါလိုလက်ခံပြီးဆိုရင်လာလေတွားကြစို့တချင်းတွေရှိတဲ့လက်ဖေးဆိုင်ကလက်ထိုင်မှာဘာမှပြစ်မရှိပါဘူးကွယ်ဘယ်ကရင်ကိုလွမ်းတဲ့စပယ်များခွဲထွက်သွားတဲ့ထိပ်ပါးပါးနဲ့ငါလေတခါတော့ကတော့ဝါလုံးလိုဝမ်းအောင်ရေးဖို့ကရီမန်းချက်စားခဲ့တဲ့သူပဲပေါ့ဟဲ့တငယ်ပြက်ကလေးစာရွက်ကိုစုပ်စက်ကူလေမလုပ်လိုက်ပါနဲ့တနက်စာအတွက်ပင်လေရေမောမှုကိုကုန်းနဲ့ကော်ရရောင်းဆုံးဘူပေါင်းရောင်းသမားတခါတလေထီပေါ်မှာအတိတ်ရေးမိပိတ်ကားပေါ်ကဒင်းကလေးအကြောင်းပြောမာကျော်သောအရာတခုတော့ရှိရဲ့အဲ့ဒါဟာကျွန်တော်ရတောင်ပါအနတ္တလက္ခဏာတုပ်လဲပါရာသီလိုက်ပွင့်တဲ့ပန်းတွေလဲပါဂျိုးတူတလန်းလဲပါအဲ့ဒီလိုနဲ့ပါဝါမြများတိုးမျက်မှန်သွေးမြများတိုးအသိဉာဏ်ကလည်းနည်းနည်းတိုးခဲ့ရကလေးတွေကိုလှည့်သားရန်နိုင်ရန်တွင်အယုတ်ဖြင့်ပြုလုပ်အယုတ်ပေါင်းများစွာကျွန်ုပ်တို့လက်များလိမ်မာစို့သစ္စာနေ